အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ဆောင်းပါးတစ်ပုဒ်ဖတ်ပြမှာဖြစ်ပါတယ်။ဘာဆောင်းပါးလဲဆိုတော့ဆရာမြတ်တန်းတဲ့ဘာသာပြန်ထားတဲ့ကြာညိုနှံတင်သောရေဝရီမစာအုပ်ထဲကဖြစ်တဲ့ဆောင်းပါးတစ်ပုဒ်ဖြစ်ပါတယ်။အဲဒီဆောင်းပါးရဲ့နာမည်ကဘာလဲဆိုတော့ကြာညိုနှံတင်သောရေဝရီမနဲ့မော့ဘတ်စွန်ဆိုတဲ့ဆောင်းပါးတစ်ပုဒ်ဖြစ်ပါတယ်။အားလုံးနားထောင်ကြည့်ပါဦးနော်။မော့ဘတ်စွန်နဲ့ကျွန်တော်တီးကျွမ်းဒီမှာ1880ပြည့်နှစ်အချိန်လောက်ကဖြစ်၏သူတရံမှာထူးခြားထက်မြက်သူတယောက်နှင့်လားမြမတူပေအရက်ပြက်ပြက်ကိုလုံးကိုယ်တဲ့တောင်းတောင်းနှင့်လှပချော်မွေသောမျက်နာတော်ရှိလေသည်နဖူးပြင်ခက်ကြဲကြဲနှင့်စတူယန်းပုံဖြစ်နေ၍မဟာနဖူးခေါ်အမည်လားထင်မိနှာရန်ပေါ်နှင့်မို့ရှီဟောင်းခေါမကြောက်စေယုံနှင့်လည်းတူလေသည်မျက်လုံးများမှာပြာလဲနှင့်ဆူရှာတောင်မြောက်လာသည်သူမုတ်စိမ်များနှင့်စပင်များကလည်းတန်ဆွမ်းလာပေသည်အပေါ်ယံအားဖြင့်ကြည့်လျင်မော့ဘတ်စွန်သည်ကိုအကြောင်းကိုတော်မှပြောခြင်းပုံမရသူဟန်ကြီးပန်ကြီးနိုင်သူဟုထင်ရ၏သူအမျိုးအနွယ်မှာနော်မန်မျိုးဟုပြောသည့်အခါပြော၍တညမှာသူနှင့်ကျွန်တော်ညစာအတူတူစားကြ၏ကျွန်တော်ကသူ့ဝတ္ထုများကိုအင်္ဂလိပ်ဘာသာဖြင့်ပုံနှိပ်ခွင့်တောင်း၏စာမူကားကိုလည်းပြင်သစ်ပြည်၌ရှိသောအမြင့်ဆုံးနှုန်းအတိုင်းပေးမည်ဟုကရုပြုလိုက်ရသည်အစတော့မော့ဘတ်စွန်သည်အားသင့်နေပုံရ၏နောက်တော့သူ့နာပိုက်ဆံလိုလာသဖြင့်သူ့ဝတ္ထုများကိုကျွန်တော်ထံပို့လေသည်ကျွန်တော်ကလည်းသူ့ဝတ္ထုများကို Fortnightly Review တွင်ထည့်ပေးလိုက်၏ကျွန်တော်ကမော့ဘတ်စွန်၏ယင်းနီလာသည်နှင့်အမျှသဘောကျလာပေသည်သူသည်တနာကျင်နာတတ်၏တရားမျှတ၏ရေစရာမောစရာပြောတတ်၏တကယ်ပြင်သစ်လူမျိုးတယောက်နှင့်တူ၏သူသည်ငြိမ်သက်သောမြစ်လက်တက်ကလေးတစ်လျှောက်၌တယောက်ထီရိလှေကလေးဖြင့်မျောနေရသည်ကိုနှစ်သက်ပေသည်သူကိုယ်ခန္ဓာကျမ်းမာတန်ဆွမ်းသည်ကိုလည်းဂုဏ်ယူတတ်သည်သူခန္ဓာကိုယ်တန်ဆွမ်းမှုမှာတကယ်လည်းအံ့ဩလောက်ပေသည်သူသည်စိတ်မြစ်ထဲတွင်တနေ့လုံးတညလုံးလှီလော်ခဲ့သည်ကိုကျွန်တော်အားရပါရပြောတတ်သေး၏တဆောင်းကမော့ဘတ်စွန်သည်စိတ်မြစ်ထဲ၌လှီလော်နေရာမှလော်တက်ကိုချကာပဲ့သူအကူတွင်လီနံရန်ပေါ်မှကြော်၍ရေထဲဆင့်ကြသွားလေသည်သူသည်ရေထဲ၌အတော်ကြာနေပြီးမှလီနံရန်ကိုတွေ့၍တက်လာလေသည်သူတကူလုံးမှာရေတွေဆူရွှဲလျက်ရှိသည်အဲလူခမရဝတ်တွေလဲအောင်လေအေးပေးနေအောင်အေးမိနေအောင်မယ်ကျွန်တော်ကစိုးရင်တကြီးဖြင့်သူ့ကိုလှမ်းပြောလိုက်သည်သူကခေါင်းခါလိုက်ရင်ကိစ္စမရှိပါဘူးတကူလုံးနှွေးသွားအောင်ခပ်ပြင်းပြင်းလှေလော်ပေးလိုက်ပြီးတော့ကိုငွေနဲ့အဝတ်တွေအကုန်ခြောက်သွားတာပဲကျုပ်တသက်မှာအေးမိတာရဲ့လို့တခါမှမဖြစ်ခဲ့ဘူးသေးဘူးတခါကသူနဲ့ကျွန်တော်သည်အာဖရိကတောနတ်ကြီးတဲ့တွင်မဲလိုက်ကြပုံကိုပြောနေကြသည်ကျွန်တော်ကဝါသနာပါသူတို့အမဲလိုက်ရသည်မှာဘယ်လောက်ပြောစရာကောင်းကြောင်းကိုတီကာချက်၍ပြောနေ၏မော့ဘတ်စွန်ကကျွန်တော်စကားကိုဖြတ်ကာဒီမှာအမဲလိုက်ရတာထက်ပြောစရာကောင်းတာရှိတယ်သိလားလောကကြီးမှာမိန်းမတွေကိုလိုက်ဖမ်းရတာလောက်ပြောစရာကောင်းတဲ့ကစားနည်းမရှိဘူးဗျသိလားကဘာမှာကျွန်တော်တကယ်ချစ်တဲ့မိန်းမမျိုးဟာဘယ်လိုမိန်းမမျိုးဖြစ်ရမလဲဆိုရင်အဲ့ဒီမိန်းမဟာပုံသဏ္ဍာန်အရဆွဲဆောင်ချောမြူနိုင်မဲ့မိန်းမမျိုးဖြစ်ရမယ်တခြားမိန်းမတွေမှာမရှိတဲ့တူပြိုင်လို့မရတဲ့ပြည့်စုံမှုမျိုးလည်းရှိရမယ်ရမတ်ကိုနှိုးဆွပေးနိုင်မဲ့မိန်းမမျိုးလည်းဖြစ်ရမယ်ဒါပေမဲ့အိန္ဒိယသိက္ခာမကင်းမဲ့ရဘူးလောကမှာဒီလိုမိန်းမမျိုးကိုလိုက်ဖမ်းရတာလောက်ကြီးမားတဲ့စွန်စားကမ်းမျိုးမရှိတော့ဘူးလို့ထင်တယ်မော့ဘတ်စွန်သည်သူ့ဝတ္ထုတွေကဇက်လိုက်များထက်ပင်အချစ်မြတ်တာတရားကိုတွေ့တာခုံမြင်ကြောင်းတွေ့ရသောအခါကျွန်တော်မှာပို၍ပင်အံ့ဩရလေသည်တခါကချစ်မြတ်တာတရားအကြောင်းကိုမော့ဘတ်စွန်ကပြောဘူး၏ကျုပ်ဝတ္ထုတွေဟာအရှိတီရခြင်းမှတီရမှာပဲအရှိတီမဲ့မတီဘူးဆိုတာဘယ်သူမှမပြောနိုင်ဘူးကျုပ်ဟာခုခေတ်မှာတကယ်စာရေးဆရာတရားကြီးတယောက်ဖြစ်ခြင်းဖြစ်နေမယ်ဒါပေမဲ့နောက်တစ်ခေတ်ကျတော့ကျုပ်ကိုဒီလိုယူဆခြင်းမှယူဆတော့မယ်အမှန်ကတော့ကြော်ကြားမှုဆိုတာအကြောင်းစုံစည်းလို့ပေါ်လာတဲ့တိုက်ဆိုင်မှုပဲဗျာတဲ့လောကမှာအရှိတီရတဲ့ဟာဆိုလို့ချစ်မြတ်တာတရားတစ်ခုလေးပဲရှိတယ်ကျွန်တော်ကမူသူ့ရဲ့ယူဆကိုလက်မခံပေအချစ်တို့စန္ဒရမတ်တို့ဆိုတာတွေဟာအရေးတွေပါဗျာခုပေါ်လာပြီးခုပြောက်သွားကြတဲ့
မိကိုတွေလိုဟာတွေပါဒါပေမဲ့ကြော်စောမှုကိုရကျင်တဲ့စန္ဒကသူ့မှာထင်ရှားဆုံးမနောတရံပဲကျုပ်တို့တွေဟာမသေးခင်မှာကြော်စောကျင်ကြတယ်တင်ချိုင်းကူတဲ့ရောက်ပြီးတဲ့နောက်မှာလဲကိုနာမီနဲ့ကိုဩဇာဟာခေတ်ဆက်ပဲကြံရစ်ခဲ့စေခြင်းကြတယ်ဒီကြော်စောမှုကိုထာဝရတည်စေခြင်းနဲ့ဒီမှာကိုလူလောကမှာတည်မြဲတဲ့အရာဆိုတာဘာမှမရှိဘူးသိလားမောဘက်ဆွန်ကခေါင်းရမ်း၍ပြော၏ကျွန်တော်ကလည်းဘာမှမပြောလိုက်တော့ပြီ1888ခုနှစ်မှာကျွန်တော်သူ့ကိုကိတ်မြို့မှာတစ်ခါတွေ့ပြန်သည်ကျွန်တော်တို့ဒီခါတိုင်းလိုပင်အရက်နှင့်ညစာကိုစားကြ၏စကားပြောကြ၏ညှင်းခုန်ကြ၏သူသည်အယ်လ်ဂျီးယားမြောက်အာဖရိကစသည်တို့တွင်သူတွေ့ခဲ့ရပုံများကိုပြောပြ၏နပိုလီယံအကြောင်းကိုလည်းပြောပြတတ်သည်နပိုလီယံဟာထက်မြက်တော့ထက်မြက်ပါရဲ့ဒါပေမဲ့ကျုပ်တော့မကြိုက်ဘူးဗျလောကမှာဉာဏ်ပညာအကြီးအကျယ်ဆုံးပုဂ္ဂိုလ်ဟာကြီးစက်ပဲလို့ထင်တယ်ကြည်လေဒီလောက်စုပ်ပြတ်ဆင်းရဲတဲ့နွားတင်းကုတ်ပတ်ဝန်းကျင်ကနေပြီးဒီလောက်ကြီးကျယ်မြင့်မားတဲ့စိတ်ကူးစိတ်တန်းတွေအတွေ့အခေါ်တွေစဉ်းစားနိုင်တယ်ဆိုတာဘယ်လောက်အံ့ဩစရာကောင်းသလဲကျွန်တော်နဲ့တွေ့ပြီးမကြာမီမှာပြန်မောဘတ်ဆွန်သည်သူ့မျက်စိကြောင့်ဒုက္ခရောက်ရကြောင်းမကြာခဏညှိတွားတတ်ပေသည်တခါတရံတနေ့ကိုတနာရီလောက်ကွယ်သွားတတ်သည်ဟုလည်းပြောပြသည်ဒီအခါတွင်မောဘတ်ဆွန်မှာစေဝါကိုတော်တော်မှီဝဲနေရလေပြီဝယ်ယူယူပြန်ယောဂကြောင့်သူသည်အရက်နှင့်အိတ်ဆေးကိုအမြဲဆောင်ထားရ၏သို့တော်လည်းဆေးဆိုသည်မှာခဏမျှသာထားနိုင်တော်လဲယောဂကိုရှင်းရှင်းပြအောင်မကုနိုင်လျင်နာတာရှည်လာစေသည်မဟုတ်လားအကျွေးကိုမပေးဘဲခဏဆိုင်ထားပြီးအတိုးကိုတဖြည်းဖြည်းတက်လာစေသောအရာတစ်ခုနှင့်တူပေသည်ဆရာကြီးဖလော်မြဲကမူမောဘတ်ဆွန်အားတန်ဆေးလွန်ပေးဖြစ်မိကိုစိုး၍မကြာခဏသတိပေးသည်မိမနှင့်ပေါင်းသင်းဆက်ဆံရာကအစစာရေးသည့်အထိလျှော့ဖို့အကြံပေး၏တညနေကိုကျွန်တော်ကောင်းကောင်းမမိသေး၏နနက်ကမောဘတ်ဆွန်သည်စိတ်ဖောက်လာသဖြင့်အစားမစားတော့ပဲကျွန်တော်နဲ့အတူပို့တက်ဝိုင်ရက်ကိုအနှဲငယ်ကိုသာတောက်လေသည်လူဆိုတဲ့တတဝါဟာတော်တော်ထူးဆန်းနေဗျကိုယ်ခန္ဓာကိုယ်ကြီးထဲမှာဘာတွေဖြစ်နေတယ်ဆိုတာသိရရတယ်လို့ပဲနော်ဗျာအေးဗျာကျုပ်လည်းကျမ်းမာရေးအတော်ချွတ်တယ်လာပြီခန္ဓာကိုယ်ကြီးကလည်းတော်တော်ချွတ်ယွင်းလာပြီစိတ်ကလည်းဖောက်ပြန်လာပြီအလုံးလုံးနိုင်တဲ့ခွန်အားတွေလည်းရော့ကျလာပြီကျုပ်အခြေအနေဟာဒီထက်ဆိုးလာရင်ဒီဆိုးလာတာကြီးကိုကြာရှည်မခံခြင်းဘူးမြန်မြန်အဆုံးသတ်ပြည့်ရှင်တယ်တိတ်တော့အားမငယ်ပါဘူးဗျာကျုပ်ဟာအင်မတန်ပျော်စရာကောင်းတဲ့နေ့တွေကိုနေခဲ့ဘူးပြီပဲပျော်စရာကောင်းတဲ့အချိန်တွေပျော်စရာကောင်းတဲ့အချိန်တွေသူယောဂအခြေအနေဘာကြောင့်တဖြည်းဖြည်းဆိုးလာရသည်ကိုနောက်တစ်နေ့သူနဲ့တွေ့တော့မှကျွန်တော်သိလေတော့သည်မောဘတ်ဆွန်သည်ကျွန်တော်တို့နဲ့တွေ့ဖို့ချိန်ပြီးကမှအချိန်ရောက်လာသည့်အထိမရောက်လာသဖြင့်ကျွန်တော်ကစိတ်ဆိုးဆိုးနဲ့သူ့ကိုအပြစ်ဖို့သည်သူကပါရီမှာမမျော်လင့်သောဧည့်သည်တဦးပေါက်လာရသဖြင့်ပြက်ကွက်ရပါသည်ဟုဆို၏ပြီးတော့အမှန်ကိုဝန်ခံလေတော့သည်တော်တော်ချောတဲ့မိန်းမပဲဗျာရုပ်ရည်မှာတော့အပြစ်ဆိုလို့မြူမုံလေးလောက်တောင်ပြောစရာမရှိဘူးတူလွတ်ကျွန်းလို့လဲဆိုနိုင်ရဲ့နတ်သားကြီးပဖြန်းနဲ့အချစ်နဲ့ရစ်ပလင်တို့လဲခေါ်ဆိုနိုင်ရဲ့စန္ဒရမတ်တို့ရဲ့အစီအဝေးလို့လဲခေါ်နိုင်ရဲ့ကျုပ်တသက်မှာဒီလိုမိန်းမမျိုးတစ်ခါမှမတွေ့ဘူးသေးဘူးမတက်နိုင်ဘူးဗျာကျွန်တော်ရဲ့ပြောညံမှုလို့ဆိုခြင်းဆိုတော့ကျွန်တော်သူ့ကိုမလွန်ဆန်နိုင်ဘူးမတွန်းလှန်နိုင်ဘူးတကယ်တော့ကျုပ်တို့ယောက်ျားတွေဟာအယူတွေပဲနော်သူနဲ့တွေ့ပြီးတဲ့နောက်မှာကျုပ်ဟာစောက်တီယာမရဖြစ်ကြံရစ်ခဲ့တယ်ကျုပ်အသွေးတွေကျုပ်အသားတွေဟာကုန်ခန်းသွားပြီလို့ထင်ရတယ်မောဘတ်ဆွန်ကိုတတိပေးဖို့မှာကျွန်တော်မှာဝတ္တေဟာဟုထင်ပါသည်ခမဟာစိတ်အလူကိုတိတ်လိုက်လွန်းတယ်ထင်တယ်ခမအရေးဟာပါပါကလေးပဲကြံတော့တယ်အယိုးမှာကတ်နေပြီခမမျက်နှာဟာကြောက်စရာတောင်ကောင်းနေပြီဒီဟာတွေကိုတိတ်လိုက်စားမနေပါနဲ့ဗျာစွန့်လွတ်လိုက်ပါတော့ခန့်ငယ်ငယ်အသက်20 30လောက်တုန်းကရေးမကြည့်ပါဘူးဒါပေမဲ့အခုအသက်40ကြာမှတော့တိတ်မကောင်းတော့ဘူးနော်ရှိသပီးယားရဲ့အန်တိုနီနဲ့ကလီယိုပထရာပြဇက်ထဲကစကားလုံးတွေကိုမမှတ်မိတော့ဘူးလားအန်တိုနီသည်ပြည်တသာတဦး၏ကာမယမန်မီကိုပို၍တောင်ကြီးစေသောဖားဖို့လည်းမဟုတ်ရက်တောင်လည်းမဟုတ်ဆိုတဲ့စကားလုံးတွေလေအေးဗျာတော်တော်ကောင်းတဲ့စကားလုံးတွေပဲဗါတဲ့ဖားဖို့လည်းမဟုတ်ရက်တောင်လည်းမဟုတ်တဲ့ဟုတ်လား
အမှန်ကတော့ကျုပ်အခြေအနေကတော်တော်ဆိုးနေပြီဆိုတာကျုပ်လည်းသိပါတယ်ဗျာဒါပေမဲ့မတက်နိုင်ဘူးဗျာညမှာအဲ့လိုမပြောတာအဖော်ရှားတာပဲဒီလိုမှလည်းညဟာအသွေးအရောင်တောက်ပြီးလှပပေးမကိုဒီမိမရဲ့ဆွဲဆောင်ညှို့မြူတဲ့ပုံပန်းကိုခမမြင်စေခြင်းနဲ့ဗျာသူ့ကိုယ်မှာစွတ်လာတဲ့ရေမွေးနှံဟာကျုပ်စားနေတဲ့အိတ်ဆေးလိုမူးရဝေးလာစေတယ်ခဏကြာတော့ဒီပန်းပေါင်းနန်းသာမွေးဟာတဖြည်းဖြည်းပြဲပြီးအဲ့ဒီထက်အစားပေါင်းများစွာပုံမရမှုစေတဲ့ခန္ဓာကိုယ်ကမွေးပြန့်ပြန့်ရနံကလေးရောက်လာတယ်သူ့ရဲ့ကိုဟန်အလှအပွေအဖက်အချော့အမြူတွေဟာကျုပ်ကိုယူမတက်ဖြစ်စေတယ်ကျုပ်တသက်မှာဒီလိုတစ်ခါမှမကြည်နူးခဲ့ဘူးမပျော်မိဘူးခုကျုပ်ယောဂဖောက်လာစားပြုပြီးနည်းနည်းစိတ်ရရခက်စားပြုလာပြီဆိုရင်ကျုပ်သူ့ကိုပဲတောင်းတတယ်ကျုပ်စိတ်ကျုပ်အတွေးကျုပ်ခန္ဓာကိုယ်ဟာသူ့ကိုပဲတောင်းတလာတယ်စိတ်ကိုထိန်းတော့မယ်စိတ်အလိုကိုမလိုက်တော့ဘူးလို့ကျုပ်ကိုကျုပ်ဆုံးဖြတ်ပါတယ်ဒါပေမဲ့သူကြောက်လာတာနဲ့တပြိုင်နက်ကျုပ်ဆုံးဖြတ်ချက်တွေဟာဘယ်ရောက်ကုန်မှမသိတော့ဘူးကျုပ်မှာအားရင်တွေပြန်ပြီးပြည့်ဖြိုးလာတယ်လို့ထင်ရတယ်တဲပုံရင်လိုက်စရာကောင်းတဲ့စွန်စားကန်းတွေကိုတိကျင်လာတယ်သူကလည်းကျုပ်စွန်စားကန်းကိုလေးလေးနက်နက်ပါဝင်တယ်ဒီလိုနဲ့ကျုပ်ဟာတခါနဲ့ရှိုင်းတဲ့6ကန်းပါးတဲ့ကိုကြပြန်တယ်မောဘတ်စွန်ကအချစ်ကြီးသူတယောက်ဖြစ်ပေသည်တို့ဖြစ်၍မောဘတ်စွန်၏တငယ်မသည်မြည်သူနီးမောဘတ်စွန်ထက်10နှစ်လောက်ငယ်ပြီးလင်ရှိမိန်းမတယောက်ဖြစ်သောရီဝရီမတဦးဖြစ်ပေသည်ချစ်သူနှစ်ဦးသည်တခါတရံကြမှတိတ်တဆိတ်တွေ့ကြရ၏မောဘတ်စွန်သည်ပြီးနောက်10နှစ်ကြာသောသူသည်မောဘတ်စွန်နှင့်သူ၏အချစ်ဇလန်းကိုလာဂရီ review တွင်ထုတ်ဖော်ရေးသားခဲ့သည်အကယ်၍သာနှစ်ယောက်ချင်းတွေ့ပြီးတိုင်းသူယောဂအခြေအနေတဖြည်းဖြည်းဆိုးလာခဲ့သည်ဟုမောဘတ်စွန်ကိုယ်တိုင်ကသူ့ကိုဖွင့်ပြောခဲ့လျင်သူသည်မောဘတ်စွန်နှင့်ချင်း၍တွေ့ကြမည်တော့မည်မဟုတ်ဟုသူ့စာကိုဖတ်ပြီးထင်နေပါသေးသည်သူကလည်းမောဘတ်စွန်ကိုလေးနက်စွာချစ်ပါသည်ဟုကျွန်တော်ထင်၏မောဘတ်စွန်အမေကိုချစ်တတ်ပုံတောင်းစားများကိုပင်တနာကျင်နာတတ်ပုံထူးခြားထက်မြက်သောသူများကိုစိတ်ဝင်စားတတ်ပုံရိုးသားပုံမျှမျှတတရှိပုံတို့ကိုရေးသားထားလေသည်သူနဲ့ကျွန်တော်တွေ့တိုင်းအချစ်ဟာအသက်မွေးဖွားလာတယ်လို့ထင်ရတယ်သူကြောင့်ကျမဘဝမှာစိုးပြေလာပြီးလှပတယ်လို့ထင်ရတယ်သူနဲ့သာမတွေ့ဘူးဆိုရင်ကျမဟာလူဘဝကြီးအကြောင်းကိုတွေးတောင်မတွေးကျင်တော့ဘူးသူစီကစာတွေဟာကျင်နာမှုထက်သန်မှုတွေနဲ့ပြည့်နှက်နေလို့သူ့စာကိုရတယ်ဆိုရင်ချက်ချင်းမပြန်ပဲမနေနိုင်ခဲ့ပါဘူးတခါကသူကျမစီကိုစာရေးတယ်ဒီနှစ်ဟာ1980ပြည့်နှစ်ဩဂုတ်လပဲလို့ထင်တယ်သူ့စာကငါရဲ့ဘဝဟာအဆုံးကိုနီးလာပြီလုံးလုံးမျောလင်းချက်မရှိတော့ဘူးငါစီကိုလာဖြစ်အောင်လာခဲ့ပါလို့ပါတယ်ဒီစာကြောင့်ပင်ယေဝဒီမာလေးသည်မောဘတ်စွန်ထံနောက်ဆုံးအလဲရောက်ခဲ့ခြင်းဖြစ်လေသည်မသိမီ3-4နှစ်လောက်ကလေးကစိတ်အလိုကိုလိုက်ခဲ့သောလမ်းမကြီးသည်သူ့ကိုယူသွချင်းနှင့်သေခြင်းတရား၏တကားဝသို့ညွန်ပြလျက်ရှိသည်ဟုမောဘတ်စွန်သိခဲ့လေသည်မောဘတ်စွန်၏ဗန္ဒာဆိုဖရန့်ကီကသူ့ဆရာ၏ဇက်သိန်းကန်းကိုကောင်းကောင်းမြင်တွေ့လိုက်သူဖြစ်၏1980ခုစက်တင်ဘာ21ရက်နေ့တွင်ဗန္ဒာဆိုဖရန့်ကီသည်တကားဝမှခေါင်းလောင်းတံကိုကြား၍ဖွင့်ပေးလိုက်၏မိမတယောက်ကိုတွေ့ရလေသည်ထိုမိမကဖရန့်ကီ၏စကားအရဆိုလျင်ကျုပ်ဆရာကိုတတ်တော်မိမရေဝရီကလေးပေသည်ရေဝရီမကလေးပေသည်ဇန်နဝါရီ1ရက်နေ့ဆရာတော်ချောင်းဆိုးနေသည်ထိုနေ့တွင်မောဘတ်စွန်သည်ခါတိုင်းလိုပင်မုတ်စိတ်မရိပ်နိုင်တော့ပေသူမျက်လုံးရှိတွင်နှင်းပြူတွေကျနေသလိုဝိုးတော်ဖြစ်နေသည်ဟုပြော၏နနက်စာကြက်ဥနှလုံးနှင့်လက်ဖက်ရည်နဲနဲကိုသာတောက်လေသည်ဖရန်ကေးရီအမေတီသွားခြင်းနဲ့ကွာငါသိနေမကောင်းဘူးထင်ပြီးအမေစိတ်ပူနေလိမ့်မယ်ဖရန်ကေးသည်သူ့ဆရာကိုအမေအိမ်သို့လိုက်ပို့လေသည်အမေကမူသူ့သားတွင်စိတ်နေနေခြောက်ခြားနေသည်မှအပအခြားပါမျှထူးထူးထွေထွေမဖြစ်ဟုထင်လေသည်ကျုပ်ကကိန်းစကိုမပြန်ပါနဲ့တော့သားရဲ့ဒီမှာပဲအိပ်ပါတော့လို့မျက်ရည်လဲရွဲနဲ့တောင်းပန်တာလည်းမရပါဘူးကွယ်သူဟာညအမောင်ထဲမှာထွက်သွားတာပါပဲစိတ်ကလည်းသိမ့်မမှန်တော့ဘူးဘယ်သွားလို့ဘယ်လာတယ်ဆိုတာတောင်မှသိပါလေရဲ့လားမသိဘူးသား
မောဘတ်စွန်သည်အိမ်ပြန်ရောက်လျင်ပိုးရှက်အင်ဂျီကိုလဲ၍ဝတ်၏ကြက်ကလေးကျော်တစ်ချံစံပြုတ်တစ်ခွက်နှုတ်တစ်ခွက်နှင့်ဘိလက်ရည်တစ်ခွက်ကိုတောက်၏ခဏကြာလျင်နောက်ကျောထဲကအောင့်သည်ဟုညီးလေသည်ထို့ကြောင့်သူ့ကိုအိတ်ဆေးတစ်လုံးတိုက်လိုက်ရသည်ည7 နာရီခွဲလျင်အိယာသို့ဝင်လေသည်ဖရန်ကေးသည်သူ့ဆရာအိပ်ပျော်သည်ထိခရင်ဘေးတွင်ကလထိုင်တစ်လုံးနှင့်ထိုင်ဆောင်၏12 နာရီခွဲလျင်ဖရန်ကေးသည်သူ့အခန်းသို့ပြန်လာလေသည်ခဏကြာလျင်တရေနိုး၍သူ့ဆရာကိုကြည့်ပြန်၏မောဘတ်စွန်မှာပါဇက်ဟောင်းသားနှင့်နှစ်ချိုက်စွာအိတ်လျက်နေသဖြင့်သူ့အခန်းသို့ပြန်အိတ်လေသည်မနက်2 နာရီကျော်လောက်ကြာတော့ဆရာအခန်းထဲကအတန်ပလန်ကြားတာနဲ့ကျွန်တော်ထလာတယ်ဆရာလည်းပဲမှာဓားတန်ရာအကြောင်းသွေးတွေပေးကြံနေတယ်လူကတော့ရက်လိုပဲကျွန်တော်ကိုမြင်တော့ဟေးဖရန်ကေကြီးစမ်းကွာငါလည်းပင်ကိုဓားနဲ့လိပစ်လိုက်တာငါယူတယ်ဆိုတာအဲ့ဒါပေါ့ကွာလို့ပြောတယ်ဖရန်ကေသည်အောက်ထပ်၌အိတ်နေသောမောဘတ်စွန်၏ကိုပိုင်ဆက်တမောဖြင့်တမောသားရေမုံကုန်ခေါ်ကာဆရာဝန်အခေါ်လွတ်လိုက်ပြီးကိုလက်တွေမလုံနိုင်အောင်တန်ကျက်အင်ဂျီကိုဝတ်ပေးထားလိုက်သည်ဒီနောက်တွင်ကမောဘတ်စွန်ကိုပါရီရှိစိတ်တရစေယုံသို့ပို့လိုက်ရသည်စိတ်တရစေယုံတွင်တစ်နှစ်ခွဲမြတလိษံတဖွဲယူသွနေပြီး1893ခုဇူလိုင်လ3 ရက်နေ့၌ဆုံးရှာသည်မောဘတ်စွန်၏ဘဝနှင့်ဇတ်သင်္ကန်းသည်အနုပညာသည်များအတွက်သင်ခန်းစာတွေပြည့်နှက်နေထင်ရပါသည်ယင်းကအနုပညာသည်၏တကူးနှင့်ကြော်သောခြင်းသည်ကိုမထိန်သိမ်းနိုင်ခဲ့လျင်အန္တရာယ်ဖြစ်စေသည်ဆိုသည့်သင်ခန်းစာပေသည်မောဘတ်စွန်သည်ဘော်ဒီဆိုဝတ္ထုဖြင့်ဝတ္ထုဒိုနယ်ပယ်တွင်နေခြင်းညခြင်းအကျော်မပုဂ္ဂိုလ်ကြီးတစ်ဦးဖြစ်လာခဲ့သည်သို့တော်လည်းနောက်ပိုင်းတွင်ကိုဝေဖန်ပိုင်းကြားခြင်းမပြုဘဲလေးယူရှုခဲ့သဖြင့်နောက်ပိုင်းသူရေးခဲ့သည့်ဝတ္ထုများမှာရှေ့ပိုင်းကဝတ္ထုများ၏အစဉ်တန်းကိုမမီတော့ပေဘော်ဒီစွတ်ကိုရေးပြီး10 နှစ်အတွင်းဝတ္ထုတို့ပေါင်း200ကျော်ကိုရေးခဲ့၏သို့တော်လည်းဘော်ဒီစွတ်ထက်အနုပညာမြောက်သည့်ဝတ္ထုတစ်ပုဒ်များမပါလာတော့ပေကျွန်တော်သည်သူ၏အသုံးမဝင်လာသောအလှဆိုသောနောက်ပိုင်းဝတ္ထုကိုဖတ်ကြည့်၏သူ၏အမြင်သည်တမျိုးပြောင်းလာပြီကျွန်တော်ထင်၏ပန်းပွယ်များအလှကိုသူမျက်နှိုးတပုံစင်စွယ်နှစ်လိုဖြူဖွေးသောတစ်ခွာပန်းဖူးမုံလွာများသည်မိမတဦး၏ခန္ဓာကိုယ်မှရနတ်ထက်ချုံများရမှုစေပုံတို့ကိုကျွန်တော်ဖတ်ရသည်သို့တော်လည်းဒီပန်းသည်ပင်လျင်ညှိုးသွေ့ချောင်းနှွမ်းရသည်မဟုတ်လားပန်းလွာပွင့်ဖူးသည်သူရှိမှပင်တဖြည်းဖြည်းညှိုးနွမ်း၍ရွေလွင့်သွားလေပြီအရင်တုန်းကလိုချစ်စရာရနတ်တို့မရှိတော့ပြီရီဝေမှုရစေသောရနတ်အစားပုတ်သိုးဆွေးမိသောအပြက်၏ညှိဆိုးသောအနံ့သာလျင်1961မေလနဝရေးမဂ္ဂဇင်းဘဝနှင့်အတွေ့အကြုံများစာအုပ်မှ